အားလုံးပဲမင်္ဂလာပါခုဆွဲမဲ့ပုံကတော့100 က exercise ရဲ့ figure တင်းဖြစ်တဲ့ဒီပုံလေးကိုဆွဲမှာပါဒီပုံလေးကကြည့်လိုက်ရင်တော့အရန်လွယ်တဲ့ပုံလေးလို့ထင်ရပါတယ်ဒါပေမဲ့သူရဲ့ dimension တွေနည်းနည်းရှုပ်လို့မျက်စိလဲတာပါညာတော့ရှိပါတယ်ဟုတ်အဲဆိုကျွန်တော်တို့စာပြီးတော့ဆွဲလိုက်ဒီ rectangle တုံးလေးဆွဲမယ်နောက်ပြီးတော့ဒီ rectangle တုံးဆွဲမယ်အဲဆိုရင် REC underဆိုပြီးတော့မှ shift to သူ့ရဲ့ dimension က28နဲ့8ပေါ့နော်အဲဆိုတော့ shift to 28,8 enter ပြန်အောင်လေးပြန်ထားလိုက် object layer နဲ့ပြီးတော့နောက်တစ်ခါ REC enter ဆိုပြီးတော့မှ rectangle နောက်တစ်ခုထပ်ဆွဲမယ်အဲ့ကောင်ကျတော့25 23ပေါ့နော် shift to 25, 23 enter သူ့ကိုရွှေ့လိုက်မယ် and under သူ့ရဲ့ mid point ကဒီရဲ့ mid point မှာသွားကြဟုတ်ပြီတော့ဒီ line ကိုဒီကောင်ကျတော့သူ့ရဲ့ဟိုကဒီ73ကိုတော့ပေးထားတယ်ပေါ့နော်ဒါမဲ့လို့သူ့ရဲ့ဟိုကိုပေးမထားဘူးဒီအမြင့်ကိုပေးမထားဘူးပေါ့နော်အဲဆိုတော့ကြတော့ကျွန်တော်တို့ဒီအပေါ်ဆုံးအထိတရား line ဒီသွားမယ်အမြင့်ကိုဒီကနေပြီးတော့မှကြည့်ပြီးတော့မှဆွဲလိုက်မယ်ပေါ့နော်အဲဒါဆိုတော့ဘယ်လောက်တရှိလဲဆိုတော့10ရှိတယ်19ရှိတယ်14ရှိတယ်အဲဆိုတော့ PL under 10 under ပြီးတော့နောက်ထပ်19 under ပြီးတော့နောက်ထပ်14 under ပြီးတော့ under ပေါ့နော်နောက်ဆိုရင် L under ဆိုပြီးတော့မှ line လေးကြောင်းဆွဲလိုက်မယ်100 under ပြီးတော့ under ပေါ့နော်ဒီ line ကို move ရွှေ့လိုက်မယ် M under ပြီးတော့သူ့ကို offset ပြလိုက်မယ်ပေါ့နော် O under ဘယ်လောက်လဲဆိုတော့ 13/2 ပေါ့နော်သူက73ရှိတယ်ဆိုတော့ 13/2 under ပြီးတော့ trim လိုက်မယ် DR under ပေါ့နော် under ဒီ line ကဖြတ်လိုက်delete ပြီးရင်တို့လည်း delete ဖြတ်လိုက်အဲဆိုရင်ဒီ line ကနေပြီးတော့မှအောက်ကိုဘယ်လောက်ဆွဲမလဲဆို14ပေါ့နော် L under 14 under နောက်တစ်ခါ L under ဘယ်လောက်ကြာမလဲဆိုတော့19ကြာ19 under နော်ဒီကောင်ကတဲ့ဒီ19ဆိုတဲ့ line လေးကတဲ့ဒီကနေပြီးတော့ဒီဘက်က29ရွှေ့ထားတာပေါ့နော် M under ဘယ်လောက်ရွှေ့မလဲဆိုတော့29 29 under ပြီးတော့ကြတော့ L under ဆိုပြီးတော့မှဒီကောင်လေးနဲ့သူမျိုးဆက်ပေးလိုက်under ပေါ့နော်အပြီးကြတော့ဒီ line နေပြီးတော့ဒီဘက်ကိုဘယ်လောက်ဝါဝေးလို့ပြောထားလဲဆို40ပေါ့နော်ဒါဆိုဒီ line ကိုဒီဘက်ကို40 copy ကူးလိုက် C4 under 40 under ပြီးကြတော့ဒီကောင်ကို copy ကူးလိုက်မယ် CO under under ပြီးတော့ L under ဆိုတော့သူနဲ့ကိုဆက်ပေးလိုက်အပြီးကြတော့ဒီအောက်မှာကျွန်တော်တို့35ဆိုတဲ့ line လေးကိုဒီပုံမှာတင်လိုက် L under 35 under ပြီးတော့သူ့ကို M under ရန် mid point နဲ့ကြိုင်ပြီးတော့ဒီ mid point မှာချပေးလိုက်
နောက်ပြီးတော့သူကနေ border set တက်မယ် border set တက်မယ် L under set under ပြီးတော့ under နော်သူကို copy ပြုမယ် CO under ဒီကနေပြန်ပြီးတော့ဒီမှာချပေးလိုက် under L under ပြီးတော့ကြတော့ under ဒါဆိုရင်ဒီကောင်လေးရလာပြီနော်သူ့ရဲ့ပုံထဲမှာကြည့်ရတော့ဒီကောင်လေးကတိတ်မကွာဘူးလို့မြင်ရတယ်ဒါပေမဲ့သူ့ရဲ့ dimension အတိုင်းလိုက်ဆွဲမယ်ဆိုရင်တော့ကျွန်တော်တို့ဒီနှစ်ခုကခွာနေပါပေါ့နော်အဲ့ဒါလေးတစ်ခုလို့ရှိတယ်အဲ့ဆိုဒီနား line လေးကိုကြည့်မယ်ဆိုရင်သူကဒီကောင်ရဲ့ map ကနေပြီးတော့မှဒီဘက်ကိုဆွဲထားတာဗျအဲ့ဒါဟိုမှာအထက်အောင် offset ဘယ်လောက်ပြတ်ထားလဲဆိုတော့2ပြတ်ထားပါနော်under ဒီကနေပြီးတော့ဒီပေါ်ကို perpendicular ချလိုက်မယ်ပြီးတော့ကြတော့ O under 2 under ဆိုလို့မှထက်အောင်2 offset C ဖြစ်သူ့ကကြတော့ line လေးရနဲ့ထားလိုက်ဒါဆိုရင်ဒီကောင်လေးရောက်သွားပြီနော်ဒီဟာလေးဆွဲမယ်ဒီကောင်လေးဆွဲဖို့အတွက်ကကြတော့ကျွန်တော်တို့သူ့ရဲ့ dimension ကိုကြည့်တဲ့အခါမှာအမြင့်က7ပေါ့နော်ဒီတဝက်က2ဆိုတော့4ပေါ့အဲဆို4 set rectangle လေးဆွဲလိုက် REC under shift to 4, set under ပြီးတော့သူ့ move ရွှေ့မယ် and under သူ့ကိုတိုင်းထားတာကြတော့ကျွန်တော်တို့ဒီ midpoint နဲ့ဒီကောင်လေးကြားမှာတိုင်းထားတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာချပြီးတော့မှဒီဘက်ကိုအပွားဝေးsorry ဗျသူကဒီကောင်လေးကဒီတောင်းကနေပြီးတော့မှတိုင်းထားတာ33ပေါ့နော်ဒါဆိုရင်ဒီတောင်းမှာနေရာချပြီးတော့ဒီဘက်ကို33ရွှေ့လိုက်မယ်ဗျ and under ဒီတောင်းမှာနေရာချလိုက်တယ်ပြီးတော့ကြတော့အခါပြန်ပြီးတော့ထပ်ရွှေ့မယ်ဘယ်လောက်ရွှေ့မလဲဆိုတော့33 under ဟုတ်ပြီရပြီဒါဆိုရင်ဒီကောင်လေးကိုကကြတော့သူကဒီသူ့ရဲ့ဒီအချုံလေးပေါ့နော်အဲ့ဒီ dimension ကိုပြောမထားဘူးဆိုတော့ဒီကနေပြီးတော့မှဒီအောက်ကိုသူက1လောက်ဆွဲထားတဲ့သဘောမျိုးရှိတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ L under ဆိုပြီးတော့မှအောက်ကို1 under ဆိုပြီးဆွဲလိုက်မယ်ဒါဆိုရင်နောက်တစ်ခါ under ထပ်ခောက်ပြီးတော့သူနဲ့ကိုဆက်ပေးလိုက်ဒီတိုင်းတာတော့သူမပေးထားလို့ကိုယ့်ဘက်ကိုယူဆပြီးတော့မှဆွဲလိုက်တာပေါ့နော်သူကဒီယူထားတယ် E X under ဆိုပြီးမှဆက်ပေးလိုက်မယ်ပြင်သူ့ကို line လေးရပြောင်းပေးထားလိုက် dotted line ကတော့ကျွန်တော် dotted line လောက်တဲ့ဥစ္စာနဲ့လောက်လိုက်ရတယ်ပေါ့နော်